ကျမ်းမာရေးအတွက်တော့ကြက်သွန်ပြူပြရည်စိန်တင့်ကျမ်းမာရေးကို9ရက်အတွင်းအကြီးမားဆုံးမြင့်တင်ပေးနိုင်မဲ့လျှို့ဝှက်ချက်တစ်ခုဒါကတော့ကြက်သွန်ပြူစိန်နဲ့ပြားရည်ပေါင်းစပ်မှုပါပဲထူးဆန်းတဲ့ထင်ရပေမဲ့ဒီပစ္စည်းနှစ်ခုပေါင်းစပ်လိုက်တာနဲ့ယောဂပိုးတွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းထက်ဆေးတစ်လက်ဖြစ်လာတယ်ဆိုတာသင်သိပါသလားကြက်သွန်ပြူကဘာတွေလုပ်ပေးနိုင်လဲသူ့မှာဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိအပြည့်ရှိပါတယ်နှလုံးရောဂါတုပ်ကွေးနဲ့ကင်ဆာကိုပါကာကွယ်ပေးနိုင်တဲ့အာဟာရဓာတ်ပေါင်းစုံပါဝင်ပါတယ်တနည်းအားဖြင့်တင့်ကိုယ်ခံအားရဲ့စူပါဟီးရိုးပေါ့ပြားရည်ကရောပြားရည်မှာကိုယ်ခံအားမြင့်တင်ပေးတဲ့အန်ဇိုင်းတွေဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေပါဝင်လို့ကိုလက်စထရောကိုလျှော့ချပေးပြီးအစာခြေဖြတ်မှုကိုလည်းကောင်းမွန်စေပါတယ်ကြက်သွန်ပြူပြားရည်စိန်ဘယ်လိုပြုလုပ်မလဲကြက်သွန်ပြူအမွှာ3-4ခုကိုအခွန်နွားပြီးဖန်ဖူးထဲထည့်ပါပြားရည်တစ်ခွက်လောင်းထည့်ပြီး3ရက်လောက်စိမ်ထားလိုက်အောင်ပါပဲအရန်လွယ်တယ်နော်အရေးကြီးဆုံးအဆင့်9ရက်လောက်မနက်တိုင်းဘိုက်ထဲမှာဘာမှမရှိခင်ဇွန်တဇွန်စကြည့်ပါသင်္ခဏကိုဟာပိုပြီးအားရင်ပြေဝလာတာကျန်းမာရေးပိုကောင်းလာတာကိုစတင်ခံစားလာရပါလိမ့်မယ်သင်ရောစမ်းစားပြီးဘလို့ကောင်းကျိုးတွေရခဲ့လဲဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်နော်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုထပ်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင် Knowledge World Channel ကို like and subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်